အားလုံးမင်္ဂလာပါရှင်ဒါမနေ့ကတင်ထားတဲ့ဗီဒီယိုဖိုင်မှာအမြဲတမ်းအားပေးနေတဲ့ချစ်မအတွက်ပေါ့နော်ဒါနလက်မကွဲအဖြူလေးတွေလုတ်ပေးနေတာပါဒါမနေ့ဖန်ကားနဲ့တင်ပေးရမှာပါတခုပဲရှိပါတယ်ဖျောင်းနိုင်ဝယ်မယ်ပေါ့နော်ငွေကြိုလွှဲရတယ်လို့လည်းပြောရောတွန့်ဆုတ်ကြတယ်ပေါ့နော်ဘာဖြစ်လို့တွန်းဆုတ်တာလဲဆိုတာလေကျမတို့သိပါတယ်ဘာလို့လဲဆိုတော့လိန်တဲ့လူတွေများတဲ့အတွက်ကျမတို့ကပြောတာကကျမတို့ပေ့တဲ့ကိုဝင်ကြည့်ပြီးသွားလို့ရှိရင်ကျမတို့တင်ထားတဲ့ Viber ဖုန်းနံပါတ်ရှိတယ် Viber ဖုန်းနံပါတ်ကိုဆက်ပြီးတော့ကျမတို့ဘယ်တော့မှဟုတ်လားမဟုတ်လားကိုအရင်ကြည့်ပြီးတော့မှငွေလွှဲပါလို့เนาะယုံကြည်နဲ့ဝယ်ယူအားပေးလို့ရပါတယ်လို့เนาะဒါကမနေ့ဖန်ဒီ AR တိုင်းထဲကိုသွားမဲ့အမှားလေးပေါ့เนาะယုံကြည်စိတ်ကြစွာဝယ်လို့ရပါတယ်လို့ဒီမှာဘဒုံမှာရုပ်ကိုလည်းကြည်ပါပြီးရင် Viber ကနေခေါ်လိုက်ပါเนาะ Viber ကနေခေါ်လိုက်ပါအစင်ပြေအောင်လုပ်ပေးပါမယ်ဖျောင်းဈေးလေးမတက်ခင်ပေါ့ဖျောင်းဈေးကတက်ဖို့ပဲရှိရယ်เนาะတက်ဖို့ပဲရှိတယ်ကုန်ကျန်းဈေးမေးတာတောင်စိုင်ကြီးတွေကမပြောနိုင်ဘူးပေါ့เนาะဒါကြောင့်မလို့လက်ကျန်အခုရှိနေတဲ့ဈေးနဲ့ကာလာဆိုရင်2800အဖြူဆိုရင်2000ခွဲနဲ့ရပါအောင်မယ်ရှင်ရပါအောင်မယ်လိုချင်တယ်ဆိုရင်ကြိုပြီးတော့သတင်းကြိုအတွက်အခုတည်းကဝယ်စုလို့ရပြီเนาะလိုက်ရင် share လေးလုပ်ပေးကြပါဦးဘရိုမှာဖျောင်းနိုင်လုပ်ငန်းနဲ့ဤပညာမျှဝေခြင်းရပါရှင်